Rolls ကားတွေရဲ့ရှေ့ကအယုတ်ကိုဘယ်တော့မှခိုးလို့မရအောင်လုပ်ထားတယ်ဆိုတာသိပါသလားတမ်းပြပါမြန်မာပရိသတ်ကြီး Rolls ကားတွေရဲ့ရှေ့ဖုံးထိပ်မှာဂုံဒရက်တစ်ခုအနေနဲ့ပါရှိတဲ့ Spirit of Ecstasy လို့ခေါ်တဲ့နမ်းမိမယ်ရုပ်ထုလေးဟာကမ္ဘာအလုံးကျုံဆုံးကားလာဆင်ပစ္စည်းတွေကတစ်ခုဖြစ်သွားတယ်ဒီရုပ်ထုလေးကိုခိုးယူဖို့ကြိုးစားတဲ့အခါဒါမှမဟုတ်တစ်ခုခုနဲ့ထိခိုက်မိတဲ့အခါမှာစက္ကန့်ပိုင်းတွင်းမှာပဲကားအတွင်းထဲကိုအလိုလျောက်ငုံရှိုးပြီးတော့ပျောက်ကွယ်သွားမှာပါအဲ့လိုပျောက်ကွယ်သွားအောင်လေအာယုံခံကိရိယာတွေနဲ့စနစ်တကျစီစဉ်ပြီးတော့ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်ဒါဟာ2003ခုနှစ်နောက်ပိုင်းထွက်ရှိတဲ့ Rolls Model တိုင်းမှာပါဝင်တဲ့ Anti-Theft Mechanism ကြောင့်ဖြစ်ပြီးရုပ်ထုလေးကိုအတင်းအဓမ္မဆွဲယူဖို့ကြိုးစားတာနဲ့ကားရဲ့အောက်ခြေတွေကိုလျှက်တစ်ပြက်အပြောက်ကွယ်သွားမှာပါဒီလိုခင်မိတဲ့နည်းပညာကြောင့်ပိုင်ရှင်နေနဲ့ကိုယ့်ရဲ့တန်ဖိုးကြီးရုပ်ထုလေးခိုးယူခံရမှာကိုစိတ်ပူစရာမလိုတော့ဘဲနဲ့ကားတိုင်မှုဖြစ်တဲ့အခါမှာလေအဲ့ဒီအယုတ်ကြောင့်မလို့လူတွေကိုထိခိုက်ဒဏ်ရာမရရှိစေဖို့အတွက်ပါကာကွယ်ပေးထားတာဖြစ်ပါတယ်ဒါဟာ Rolls ရဲ့အနုစိတ်မှုနဲ့လုံခြုံရေးကိုပေါင်းစပ်ထားတဲ့အမခန့်လက်ရာမြောက်အနုပညာတစ်ခုလို့ပြောလို့ရပြီး Rolls တာဝယ်စီးနိုင်မယ်ဆိုရင်ဒီအယုတ်လေးကိုစိတ်ပူစရာမလိုပါဘူး